္ဂလာပါဒီနေ့ကညနာမှာကားတန်တိုးတဲ့အကြောင်းလေးကိုမျှဝေပေးချင်ပါတယ်အခုချိန်ပေါ်အခုရက်ပိုင်းအခုလပိုင်းကျွန်တော်ပြောတဲ့ဒီအကြီးကျယ်ကိစ္စတွေဘာတွေရဲ့ကြော်ညာချက်တွေထွက်ပြီးနောက်ပိုင်းကညနာမှာဘလို့တွေတန်တိုးတဲ့အခါဘလို့လောက်လာလဲဆိုတော့ပထမတစ်ချက်ကဒီမှတ်ပုတ်တင်ကိစ္စပေါ့မှတ်ပုတ်တင်ကိုသူကဒီတရားဝင်ရေးမစစ်တာတို့တန်တိုးတာတို့ဆိုရင်မှတ်ပုတ်တင်ဟာမူရေးမှတ်ပုတ်တင်လိုလာတယ်ဗျတကယ်လို့မူရေးမှတ်ပုတ်တင်မတင်ပြနိုင်လို့ရှိရင်တော့ဒီအခွန်ဆောင်အမည်ပြောင်းရမှာပေါ့ဗျာအဲ့ဒါတခုပြက်လာတယ်အဲ့အခွန်ဆောင်အမည်ပြောင်းရတဲ့ကိစ္စကိုလည်းသူကအခွန်ဆောင်ထားပြီးတော့မှကားကိုတန်တိုးတဲ့အချိန်မှပဲလာပြီးတော့တခါတည်းအမည်ပြောင်းဆောင်ရွက်လို့ဥတွဲဆောင်ရွက်လို့ရတယ်ပေါ့အဲ့ဒါလေးကိုထပ်ပြီးတော့ခွင့်ပြုထားပါတယ်အခေါ်တော့ဆောင်ထားလိုက်ကားတော့တန်တိုးတဲ့အချိန်ကျမှပူလွယ်ပြီးတော့လှုပ်ဆောင်နိုင်တယ်ပေါ့ချစ်အခုခွန်ဆောင်အခုအမည်သွားပြောင်းစီရတော့မလိုပါဘူးပေါ့ဒုတိယတစ်ချက်ကကျတော့ဒါကားရင်စစ်တဲ့နေရာပေါ့ရင်စစ်တဲ့နေရာမှာ तू ကဒီအရင်လိုတော့နားလည်မှုနဲ့ကားတွေပြန်မထွက်တော့ဘယ်လိုလဲဆိုတော့ तू ကကြောညာဟိုဒီဗနိုင်းကတ်ထားလိုက်ပြီဒီကျွန်တော်တန်လျင်ရောက်ခဲ့တယ်မြင်းသာရောက်ခဲ့တယ်ဆိုတော့လေ သူကဘယ်လိုကတ်ထားလဲဆိုတော့ဒီရေပိုင်ရှင်များလက်ရှိလက်ဝယ်ပိုင်ဆိုင်တဲ့ရင်ပိုင်ရှင်များကားကိုနှစ်လဲတန်တိုးတဲ့အခါကညနာကနေပြီးတော့ဒီ road safety ရဲ့အောက်ဆော့ဖြတ်ဆက်ရဲ့ရေမကန်ပြုပြင်ထားမှုတွေရဲ့ကိုစစ်စစ်တွေးရှိပါကမိမိမော်တော်ရဲ့အားသိမ်းစီးပြီးတော့ဒီစလေးနဲ့ပေါ့စလေးထောက်ရမှာပေါ့ကားကိုအနံ့ရမှာပေါ့အရေးကြီးအနံ့ခိုင်းနိုင်တယ်လက်ခံနိုင်တဲ့စူမတာရေတန်တိုးခြင်းရေစစ်စစ်ခြင်းများပြုလုပ်ပါရဆိုတဲ့အချက်ပါလာတယ်အဲ့ဒီမှာကျွန်တော်ကပြောချင်တာကဒါကျွန်တော်ကားပရာဒိုကျွန်တော်ကတန်သွားတိုးတဲ့ခါကျတော့ဒီကောင်ကဒီကျွန်တော်ကားကိုအရင်တော့ဆိုရင်ပုံမှန်တန်တိုးတာကိုဒီအမှုတွဲထုတ်ပြီးတော့ဒီအမှုတွဲဆိုတာငယ်မှုပေါ့ငယ်မှုထုတ်ပြီးစစ်တယ်ဆိုတာရှားတယ်အခုကမရတော့ငယ်မှုထုတ်စစ်လာတယ်ကျွန်တော်ကားဆိုရှဲမလို့ဒီရှဲပြတ်ဝယ်လဲလိုက်ရတယ်ဝိတက်ထမှာရှဲဒီထွက်တယ်ဒါပေမဲ့ဝိတက်နဲ့မရတော့မူရေးကနဦးရုံနဲ့တိုက်စစ်တယ်ကနဦးအလုံးမှန်အောင်ပဲကားမှန်အောင်ပဲဟိုသူတို့ပြောတဲ့အချက်လက်တွေအကုန်လုံးမှန်အောင်ပဲခွင့်ပြုတဲ့တော့ခွင့်ပြုထားတယ်ခွင့်ပြုချက်တဲ့ကြော်လော်ပြုပြင်ထားတယ်ဆိုရင်သူကကားကိုအကြီးကျိုးလက်ခံရမယ်အဲ့လိုမျိုးလက်ခံနိုင်မှရင်မစစ်ပါနောက်တစ်ခုတတိုးပါဆိုတဲ့အချက်ဖြစ်လာတယ်နည်းနည်းစစ်တာတော့ကျန်းလာပါတယ်ဘယ်လိုပြောကားတွေကြားခိုင်မှုမရှိတဲ့ကားတွေမကောင်းတဲ့ကားတွေကားအဆွေးတွေဆိုရင်တော့ပြောရမယ်ဆိုတော့တိမ့်ထားခဲ့မှာပေါ့ဗျာ